ခုနမ်ချီကနေပြီးတော့ရမင်းတို့8နာရီစထွက်တာပါ8နာရီရှောက်ရမယ်လို့ပြောရယ်8နာရီ6နာရီမှာပြန်လာတော့ဒီအခုကတော့နမ်ချီကတော့ပြူလေးနမ်ချီကနေ8နာရီစထွက်ပြီးပြန်ရှောက်လာအောင်မောနေလေးကတက်နေနမ်ချီလေးကပဲရှိတယ်ပါဒီနေ့ရမင်းတို့နမ်ချီကနေပြီးတော့တန်ဖိုချီကိုတွားတဲ့နေ့ဖြစ်ပါတယ်။နမ်ချီဘဇာကနေတန်ဖိုချီကိုတွားရတဲ့လမ်းကြောင်းဟာအေဝက် base camp track တစ်ခုလုံးမှာအလှဆုံးနဲ့စိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းလို့ပြောလို့ရပါတယ်။ဒီနေ့လင်းလျှောက်ရင်မြင်တွေ့ရမယ့်မြင်ကွင်းတွေကတကယ်ကိုလှပါတယ်။နမ်ချီကနေအမြင့်ပေ3440မီတာကနေတန်ဖိုချီအထိ3860မီတာအထိကိုတက်ရမှာဖြစ်ပါတယ်။မန္တလေးဘေးမှာ6ကြီးရှိရယ်ဒီကဲတောင်ကြီးရှိရယ်ခုဒီလမ်းကတော့ပြပြလေးပေါ့နော်ဒီလိုပြပြလေးရှောက်ရတဲ့အခိုက်အတန့်လေးလည်းရှိပါတယ်နက်ချီကနေထွက်ချင်းမှာလမ်းကတော့တော်တော်လေးပြန့်ပြူပြီးတွားလို့ကောင်းပါတယ်我这我是，这爱听我不说这啥的，啊，我的对哩嘛的对哩，啊，人家也谁嘛我就，哦，啊，等那一块老下来不着，要的对哩他们也把要来让么丢，要来明的呀喂。တောက်လျှောက်ရှုခင်းတွေကအရန်လှလုံးလို့ဒီလမ်းကိုအေဝရဟိုက်ဝေးလို့တောင်မှတင်စားကြပါတယ်တတိယမြောက်နေပေါ့နော်လမ်းလျှောက်တာပေါ့နော်နမ်ချီကနေပြီးတော့တာဘောချီကိုသွားတဲ့နေပေါ့နော်အခုဒီလမ်းတစ်ထောက်မှာထမင်းစားနားနေရဖြစ်ပါတယ်ဒီရွာလေးကိုကြွရွာတော့မဟုတ်ဘူးဒီထမင်းဆိုင်လေးပေါ့နော်17ခွဲလောက်မှရောက်တယ်အခုနေ့လဲစာပေါ့နော်လက်ဆိုင်ဖြစ်ပါတယ်ဒီမှာစားရပေါ့နော်အိမ်ကစစ်စလေးအနောက်မှာဒီကဲတောင်လေးလည်းရှိရယ်ဒီကဲတောင်လေးနဲ့ညှိလဲစားပါ bye အိုးဘာမနာအဲ့ဒီမြင်နေရတဲ့ရွာလေးကနေညှိလဲစားပြီးတော့ထောက်လျှောက်လမ်းလျှောက်ခဲ့တယ်မျိုးပေါ့နော်ဆင်းလာပြီးတော့အခုဒီလိုပဲတက်လာတာပါမအကျဲကတော့ထိတ်စောနေဥဆောင်နေပါရဲ့加油！加油！姐！加油！ဒီလိုပေါ့နော်ဒီလိုဘောနဲ့လိုလာပြီးတော့ဒီလိုတက်ပြီးတော့အခုဒီလိုပြန်တက်မှာဖြစ်ပါတယ်ဒီကနေတက်ပြီးတော့ဒီကနေအဲ့လိုပြန်တက်မှာဖြစ်ပါတယ်ဟုတ်ပါဒီလိုရေခဲတောင်ပေးရနေတက်တယ်နိုင်အတော်ကြာလမ်းလျှောက်ပြီးတဲ့နောက်မှာဟီမာလယာတောင်တန်းတွေကြားမှာတိတ်ဆိတ်စွာတည်ရှိနေတဲ့ဘုံကြီးကျောင်းတစ်ခုကိုရောက်ခဲ့ပါတယ်။ဒီနေရာကတော့တန်ဖိုချီ Monastery ပါ။3:14မှာတန်ဖိုချီအဝါကိုဘေးကရှိရတယ်။ရောက်ပါပြီ။ဟုတ်လား။အမဒဗလာဒီမှာကတော့တန်ဖိုချီကနေနမ်ချီကို9ကီလိုမီတာ4နာရီပဲရှောက်ရမယ်လို့ပြောပေမဲ့ရမင်းတို့ကတော့8နာရီကျော်ရှောက်ခဲ့ရပါတယ်။တ
မိုချီမှာနောက်ထပ်အဓိကအနီးကပ်မြင်ရတဲ့တောင်တန်းကတော့အမာတက်ပလန်တောင်တန်းကြီးဖြစ်ပါတယ်။သူကအမြင့်ပေ22,000နဲ့349ပေရှိပါတယ်။အေဝက်တောင်လောက်မမြင့်ပေမဲ့သူ့ရဲ့မတ်ဆောက်မှုကြောင့်တက်ရတာပိုခက်ခဲတယ်လို့တောင်တက်သမားတွေကသတ်မှတ်ကြပါတယ်။တမိုချီကနေကြည့်ရင်အမာတက်ပလန်တောင်ဟာအခုမျက်စိရှိတက်မှာအကြီးဆုံးနဲ့ခက်ညာဆုံးမြင်ရတဲ့တောင်တန်းကြီးတစ်ခုဖြစ်ပြီးတမိုချီဖုန်ကြီးကျောင်းရဲ့နောက်ခံမှာမမတ်ကြီးရှိနေတာဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာကအမာတက်ပလန်ဆိုတဲ့နာမည်ဖြစ်ပါတယ်။သူ့မှာအတိတ်ပဲအများကြီးရှိပါတယ်။အမာဆိုတာကရှပ်ပါဘာရစကားနဲ့အမေလို့အတိတ်ပဲရပြီးဒက်ပလန်ဆိုတာကတော့အမျိုးသမီးတွေရင်ဘတ်မှာဆွဲလေးရှိတဲ့ဆွဲတီးလို့အတိတ်ပဲရပါတယ်။တောင်ရဲ့ဘေးတစ်ဖက်ချက်စီကတောင်ဆောင်တွေကအမေတယောက်ကသူ့သားသမီးကိုပွေးဖက်ထားတဲ့လက်မောင်းတွေနဲ့တူပြီးတောင်ထိပ်နားကရေခဲပြင်ကြီးကတော့ရင်ဘတ်မှာဆွဲထားတဲ့ဆွဲတီးနဲ့တူလို့ဒီနာမည်ပေးထားတာဖြစ်တယ်လို့လည်းသိရပါတယ်။တမိုချီရောက်ရင်ဒီတောင်ကြီးကိုမနက်ခင်းနေထွက်ချိန်မှာကြည့်ရတာအလားဆုံးဖြစ်ပါတယ်။နေအောင်ကြီးကတောင်ထိပ်ပေါ်ကနင်းတွေကိုလာရိုက်တဲ့အခါရွှေရောင်တောက်နေပြီးတမိုချီဖုန်ကြီးကျောင်းရဲ့ရောင်စုံအမိုးတွေနဲ့အရန်ကိုလိုက်ဖက်ပြီးတော့ဒီလိုရှိခင်မျိုးကိုဒီနေရာမှာပဲမြင်တွေ့နိုင်မှာဖြစ်ပါတယ်။အထုပ်တွေချပြီးတာနဲ့အရင်ဆုံးအေဝဲတောင်ထိပ်ရှုခင်းကိုအရင်ဆုံးတွက်ထိုင်ကြည့်ခဲ့ပါတယ်။ဒီရဲ့တမိုချီကရှုခင်းကအေဝဲ trekking တောင်လျှောက်မှာအလှဆုံးနေရာတစ်ခုလို့လည်းပြောလို့ရပါတယ်။တမိုချီဟာအေဝဲဒေသမှာ the greatest viewpoint အကောင်းဆုံးရှုခင်းကြည့်ရနေရာလို့တင်စားခံရလောက်အောင်တောင်တန်းကြီးတွေကိုအနီးကပ်မြင်တွေ့ရတဲ့နေရာတစ်ခုဖြစ်ပါတယ်။အေဝဲတောင်ထိပ်ကိုတမိုချီကနေကြည့်ရင်တကယ်ကိုထင်ထင်ရှားရှားမြင်တွေ့နိုင်ပါတယ်။အေဝဲတောင်တန်းကြီးတစ်ခုမဟုတ်ပဲတခြားသောကမ္ဘာကျော်တောင်တန်းကြီးတွေကိုပါမြင်ရတာဖြစ်ပါတယ်။တမိုချီကနေကြည့်ရင်အေဝဲတောင်ဟာလူဆေးလို့ခေါ်တဲ့ကမ္ဘာစုပ်ထားအမြင့်ဆုံးတောင်နဲ့လူဆေးလို့ခေါ်တဲ့တောင်တန်းကြီးတွေအနောက်မှာရှိနေတယ်လို့မြင်ရပါတယ်။တောင်တန်းကြီးတွေကိုဓာတ်ရိုက်မြင်ရတာမဟုတ်ပဲအေဝဲတောင်ထိပ်ရဲ့ထိပ်ဖြာပိုင်းဆမစ်လေးကိုပဲတမိုချီကနေမြင်ရတာဖြစ်ပါတယ်။လေးမှာအချိန်တော်ကြာထိုင်ပြီးတော့မှရှုခင်းကြည့်ခဲ့ပါတယ်။အဲ့ဒါပြီးတော့ခဏနေကြရင်ရမေးတမိုချီဖုန်ကြီးကျောင်းဝင်းထဲကိုတွားလဲမှာဖြစ်ပါတယ်။တမိုချီဖုန်ကြီးကျောင်းဟာရှပ်ပါလူမျိုးတွေရဲ့အထုမြတ်ထားရနေရဖြစ်တဲ့အတွက်ဝင်ရောက်လည်ပတ်တဲ့အခါလေးစားတမှုရှိဖို့အလွန်ရေးကြီးပါတယ်။ဖုန်ကြီးကျောင်းရဲ့အတွင်းဆောင် main hall တွေကိုတပ်ပုံရိုက်ခြင်းဗီဒီယိုရိုက်ခြင်းတင်ကျက်စွာတားမြစ်ထားပါတယ်။ဒါပေမဲ့ကျောင်းရဲ့ဘေးပတ်ဝန်းကျင်နဲ့ရှုခင်းတွေကိုတော့စိတ်ကြိုက်ရိုက်ကူးနိုင်ပါတယ်။ဒီမင်းခုတမိုချီဖုန်ကြီးကျောင်းထဲကိုလဲမှာဖြစ်ပါတယ်။သူကဒီဝင်ပေါက်နာလေးမှာလက်မှတ်ရောင်းနေကောင်တာရှိပြီးတော့မှလက်မှတ်ဝယ်ပြီးတော့မှဝင်ရတာဖြစ်ပါတယ်။တမိုချီ monastery ဟာခွန်ဘူဒေတာမှာအကြီးဆုံးနဲ့လူသိအများဆုံးတိဘက်ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းဖြစ်ပါတယ်။ပင်လယ်ရေမျက်နှာပြင်ထက်12,000နဲ့689ပေမှာတည်ရှိပြီးအေဝဲတောင်တက်သမားတွေအတွက်တော့ဝတ်ပြုဆုတောင်းကြပြီးစိတ်အေးချမ်းစေရန်အားကိုးရနေရာတစ်ခုဖြစ်ပါတယ်။တမိုချီဖုန်ကြီးကျောင်းရဲ့နောက်ခံမှာမမတ်ကြီးရှိနေတာကအမာဒက်ပလန်တောင်တန်းကြီးဖြစ်ပါတယ်။ဒါကြောင့်ဒီနေရာလေးကအလှဆုံးနဲ့အငြိမ်းချမ်းဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။ဒီဖုန်ကြီးကျောင်းမှာဆိုရင်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေအများကြီးရှိပါတယ်။ဒီကျောင်းကို1916ခုနှစ်မှာလာမာဂူလူဆိုသူကတည်ထောင်ခဲ့တာပါ။ဒီကျောင်းဟာတိပတ်ပြည်ကရာဘတ်ဖုန်ကြီးကျောင်းနဲ့နီကတ်သက်ဆက်နွယ်မှုရှိတယ်လို့လည်းသိရပါတယ်။နောက်ပြီးဒီကျောင်းဟာနှစ်ကြိမ်တိုင်ပျက်စီးခဲ့ပူပါတယ်။1934ခုနှစ်မှာငလင်ကျောင်းတစ်ကြိမ်1989ခုနှစ်မှာမိလာမှုကျောင်းတစ်ကြိမ်ပျက်စီးခဲ့ပေမဲ့ဒီတောက်ခင်ရှပ်ပါတွေနဲ့အတူနိုင်ငံတကာအကူအညီဖြင့်ပြန်လည်တည်ဆောက်ခဲ့ကြပါတယ်။ကျောင်းဆောင်အတွင်းမှာဆိုရင်နှစ်ထပ်စာလောက်မြင့်တဲ့အလွန်တက်တယ်ပြီးစိတ်အေးချမ်းမှုကောင်းတဲ့ရှက်ကြမုနိဗုဒ္ဓရုပ်ပွားတော်ကြီးကိုဖူးမြော်နိုင်ပါတယ်။နောက်ပြီးကျောင်းဆောင်အတွင်းမှာလည်းတိဘက်ဗုဒ္ဓဘာသာနဲ့မြတ်ဖျားတွေမန္တန်တွေနဲ့တန်မြာဆက်ဝိုင်းပုံတွေကိုနိုင်ရန်စေရေးပကြီးဖြစ်အနုစိတ်ရေးဆွဲထားတာကိုလည်းတွေ့နိုင်ပါတယ်။ရှေးဟောင်းတိဘက်ဘာသာနဲ့ရေးထားတဲ့ပေစာထုတ်တွေစုဆောင်းထားတဲ့စာကြည့်တိုက်လည်းရှိပါသေးတယ်။
အထူးခြားသောအချက်တစ်ခုကတော့အောက်တိုဘာသို့မဟုတ်နိုဝင်ဘာလပြည့်နေ့တွေမှာကျင်းပတဲ့မနစ်ရင်တူပွဲတော်ဟာကွန်ပျူတာမှာရှိတဲ့ရှပ်ပါလူမျိုးတွေရဲ့အစီကားဆုံးနဲ့အရေးကြီးဆုံးပွဲတော်တစ်ခုဖြစ်ပါတယ်။19ရက်တိုင်ကျင်းပတာဖြစ်တယ်လို့လည်းသိရပါတယ်။ဒီပွဲတော်ဟာမကောင်းဆိုးဝါးတွေကိုညှစ်ထုတ်ပြီးတပ်တော်အားလုံးကိုအေးချမ်းစေဖို့ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့လည်းသိခဲ့ရပါတယ်။တန်မိုချီဘုန်းကြီးကျောင်းရဲ့အကြောင်းကတော့ဒီလောက်ပါပဲ။အခုမြင်နေရတဲ့အဆောက်အဦကတော့ရပင်းနဲ့တဲတဲ့ guest house ဖြစ်ပါတယ်။အခုဘုန်းကြီးကျောင်းကနေပြန်လာပြီးတော့မိုးနည်းနည်းချုပ်သွားပြီပေါ့နော်။ရမင်းကဒီ guest house ရဲ့စက်ပြင်ဘက်မှာရှိတဲ့တောင်ထိပ်ပေါ်ထိကိုတက်ပြီးတော့မှအေးစစ်အနားယူပြီးတော့ဒီနေ့တရက်တာကိုအားပြန်ဖြေပါတယ်။ပုံမှန်ရာသီဥတုကြည့်တဲ့အချိန်ဆိုရင်အခုဒီရမင်းထိုင်တဲ့ကြောက်တုံးရဲ့ညာဘက်အချမ်းဘက်မှာဆိုရင်အမဂျပလန်တောင်တန်းကြီးကိုတွေ့ရမှာဖြစ်ပြီးတော့ဒီဘက်အချမ်းမှာဆိုလဲရေခဲတောင်ကြီးရှိရပေါ့နော်အနီးကရမင်းရဲ့မျက်စိရှိတဲ့မှာဆိုလို့ရှိရင်လုံးဝစိမ့်ဆိုနေတဲ့တောင်တန်းတွေကိုပဲမြင်ရမှာဖြစ်ပြီးတော့အပေါ်စီကနေကြည့်ရလေလုံးဝလှတယ်ပေါ့နော်အခုရမင်းရောက်တဲ့နေရာကတော့တန်မိုချီမှာရှိရဲ့အမြင့်ဆုံးတောင်တွေထိပ်ကနေရာတစ်ခုဖြစ်ပါတယ်နမ်ချီတူတန်ပိုချီခီးစလေးကတော့ဒီမှာပဲအဆုံးတက်သွားပါပြီဒီမှာတညအိပ်ပြီးတော့မနေ့ပြန်ကြရင်ဒင်ပိုချီတီခီးဆက်မှာဖြစ်ပြီးတော့မှရမင်းရဲ့ adventure လေးတွေကိုသိချင်တယ်ဆိုလို့ရှိရင် YouTube channel လေးကို like and subscribe လုပ်ဖို့မမေ့နဲ့နော် See you in the next adventure bye bye